Hello ဘယ်လိုအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်က Suno AI ကို ChatGPT နဲ့ပေါင်းပြီးတော့သုံးပြပေးမယ်ပေါ့နော်အဲ့တော့ကြတော့ဘရိုတို့ကတက်လိုကတော့ကျွန်တော်ဘရိုတို့အတွက် Gmail ကောက်လေးတစ်ခုလိုတယ်ပြီးတော့ Microsoft ကောက်လေးလိုတယ်ပေါ့နော် ChatGPT သုံးဖို့အတွက်ရပါတယ်ဒါပေမဲ့ Microsoft ကဘရိုတို့မှမရှိတဲ့ပြဿနာမရှိဘူးပေါ့နော်ကိုယ်ပိုင်တချင်းတွေကိုပြုလုပ်လို့ရတာပဲအဲ့တော့ကျွန်တော်တို့ Suno AI ကို Suno AI ကိုအရင်သုံးပြမယ်ပေါ့နော်အဲ့တော့ကျွန်တော် SUNO ကိုထဲမှာ Suno AI လို့ရထည့်လိုက်ပါ SUNO AI အဲ့လိုမျိုးပေါ်လာဆိုတော့ပထမဆုံးအလင်းကတစ်ခုပဲရှိရဲအောက်မှာကကြတော့အရင်လင့်နေပေါ့နော်အရင်တော့ကအလင့်ပေါ့နော်အရင်တော့အလင့်ကတော့ကျွန်တော်တို့မသုံးတော့ဘူးပေါ့နော်ဒီ Suno AI ကိုအများကြီးကတော့သုံးတယ်အဲ့တော့ကြတော့ကျွန်တော်တို့ City Suno AI ကိုရိုက်လိုက်ပါ sorry ရိုက်လိုက်ပါတယ်ကျွန်တော်အနှိပ်လိုက်ပါကျွန်တော်လို့ဖြစ်လာဆိုရင် create ကိုနှိပ်လိုက်ပါဆိုရင်ကျွန်တော်တို့ဒီနေ့ကောက်ဖောက်အောင်မယ်ကျွန်တော်တော့ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့လူမျိုးပေါ်လာသူကဆက်ဆက်ကျွန်တော်ကဒါဆိုကျွန်တော်ဒီ home ရဲ့ဟို create ကိုအဲ့ဒီပါ okay hello create နားလေးနော် create က okay လိုင်းအသေးကောင်းနေတယ်Okay ထွေးလိုက်လို့ပေါ်လာတော့ symbol လို့ပေါ်လာမယ်နော် symbol ကိုကျွန်တော်တို့မသုံးပါဘူး Qstan ကိုသုံးမယ်ပေါ့နော်အဲ့တော့ကြာကျွန်တော်တို့ဒီနားလေးမှာမြန်မာတချင်းလဲလို့ရတယ်ဖေတချင်းမဆိုလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတချင်းမှာကြာတော့ကျွန်တော်အဲ့လောက်တချင်းကိုမကျွမ်းဘူးပေါ့နော်အဲ့တချင်းကြောင်တိတ်မသိဘူးဆိုတော့ကျွန်တော် ChatGPT ကိုသွားမရပါနဲ့ ChatGPT ကို sorry ChatGPT ကိုသွားမရပါနဲ့ ChatGPT က ChatGPT အဲ့ဒီထဲက Open AI သို့မဟုတ် ChatGPT ကိုနှိပ်လိုက်ပါအဲ့ဒါဒီနေ့က Microsoft ရဲ့အကောင့်အဲ့ဒါတင်ကောက်လာလို့ तू ကမေးလိုက်မယ်အဲ့ဒါဆိုရင်တင်အစင်သိရှိပြီးသားဆိုရင်အဲ့ဒါတင်ကောက်လာလို့မေးလိမ့်မယ်အဲ့ဒါဆိုရင် yes လို့ဖြေပေးလိုက်ရင်ရပါပြီအဲ့တော့ကြတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒါကိုကျွန်တော်တို့ကအခုအတွက်အင်္ဂလိပ်စာလိုချင်တာအဲ့တော့ကြတော့ကျွန်တော်တို့ကသူ့ကိုအင်္ဂလိပ်လိုသွားမိရပါမယ်ဗမာတချင်းလိုချင်တော့ဗမာလိုသွားမိရမယ်ပေါ့နော်Please give me sorry English English sound လို့ရိုက်ထည့်လိုက်ပါ Okay တိုက်တဲ့က shiny again အဲ့တော့ကြတော့သူ့ကိုဒီနားလေးမှာပေါ့ copy ယူရပါမယ်ပေါ့နော် select ပေးပြီး copy ယူရပါမယ်copy ယူပြီးရင်တော့ Suno AI ရဲ့ edit your own list here ဆိုပြီးတော့နှိပ်ပါမယ်ပြီးတော့ဒီအောက်ကတချင်းထိုက်ကိုကျွန်တော်တချင်းထိုက်ကိုကျွန်တော်ပေါ့ရယ်ပြီးတော့ကြတော့တွက် keyboard ရယ် ROCK rock ရယ် keyboard တက်ကြနေတယ် okay keyboard ရယ်ကျွန်တော်အဲ့လိုမျိုးယူပြီးပြီဆိုရင်ဒီမှာတချင်းနာမည်ပေးမယ်ကျွန်တော် ChatGPT ကိုတချင်းနာမည်က shine again okay တိုက်တဲ့က shine again ဆိုတော့ shine again ပဲပေါ့ဗျာOkay ဒီနားလေးကခဲတဲ့ပုံစံလေးကိုနှိပ်လိုက်နော်နှိပ်ပြီးဒီမှာဖြတ်မယ်ဖြတ်ပြီးတော့အဲ့မှာကူးလာတဲ့ဟာလေးကိုချလိုက်ရုံပါပဲဗျ Okay လိုမျိုးဆိုရင်ရပြီအဲ့တော့ပြီးတော့ကျွန်တော်တို့ create ကိုအနစ်လိုက်ပါမယ်ဒါဆိုရင်တော့ဒီဘက်မှာတချင်းတဲ့ပုတ်ကလုတ်ပေးနေပြီပေါ့နော်ခဏလေးတော့ဆောက်ရပါတယ် Okay ဘရိုတို့ခဏလေးတော့ဆောက်ရတယ်ပေါ့နော် Okay ဒီမှာရသွားပြီဒီဟာလေးရသွားပြီဆိုရင်ကျွန်တော်တို့က download လုပ်ဖို့အတွက် SLA 3 set ဆိုထဲက download ထဲက video သို့မဟုတ် MP3 audio ယူလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ download လုပ်လိုက်ပါမယ်အဲ့တော့ကြတော့ကျွန်တော် video နဲ့ပဲကျွန်တော်ကတော့လုပ်လိုက်တယ်ပေါ့နော် Okay အဲ့ဆိုရင် तू ကဒီ download ထဲမှာပါလာလိမ့်မယ်ပေါ့နော်ဒီ code file ရဲ့ download ထဲမှာခဏနေပါလာပါလိမ့်မယ် Okay ကျွန်တော်တို့ဒီတစ်ချက်မျိုးကိုနားထောင်ကြည့်လိုက်ရWhen the night feels long and the stars don't show, you're not alone, just let it go. Every shadow fades
Okay ဒါဆိုရင်တချင်းလေးရတယ်ပြီးသွားပြီကျွန်တော်ချက်ကြည့်ဗီဒီယိုလည်းသုံးပြပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းပြန်လဲတွေ့ပါမယ် Goodbye see you later have a nice day